ဆေးတုပ်ရရင်အသုံးဝင်မဲ့နီလန်ကောင်းများဆေးတုပ်တလိန်ရိုလာမှာတိတ်ကိုအကွက်ချပြီးပတ်ထားလိုက်မယ်ဆိုရင်ဆေးတုပ်တဲ့အခါ area အလိုက်အမြန်ဆုံးခွဲခြားဆေးတုပ်နိုင်မှာတယ်ဆေးတုပ် brush ရဲ့အမွှေးတွေကိုအဆောင်လေးဖြတ်လိုက်ပါပြီးရင်ကပ်ပြအဟောင်းလေးတစ်ခုကိုအသုံးပြုပြီးနေရန်ထောင်းတွေကိုဆေးမပေးအောင်တတ်တရရက်တုပ်နိုင်ပါတယ်ဆေးဘူးရဲ့နှုတ်ခမ်းမှာတိတ်တစားကိုကတ်ထားလိုက်ပါဒါဆိုရင် brush မှာပုံနေတဲ့ဆေးတွေကိုဖိတ်ရှိုင်းအကဆေးတွေပြီးကိုဖိတ်စင်တာမျိုးမချစ်တော့ပါဘူးဆေးဘူးနှုတ်ခမ်းမှာတိတ်ကို V ပုံစံလေးကတ်ပြီးမှဆေးကိုလောင်းချပါဒါဆိုရင်ဆေးဘူးရဲ့ပြီးပတ်ပတ်လည်မှာဆေးတွေပေးကြတာမျိုးလုံးဝမရှိတော့ပါဘူးဆေးပန်းတွေမှာ plastic အိတ်တလုံးအရင်ခံပြီးမှဆေးထည့်ပါဆေးတုပ်လို့ပြီးသွားတဲ့အခါအိတ်ကိုပဲပြန်သိမ်းလိုက်ရုံနဲ့ဆေးပန်းကိုဆေးကြောနေစရာမလိုတော့တဲ့အပြင်ပုံနေတဲ့ဆေးတွေကိုလည်းအလွယ်တကူပြန်သိမ်းနိုင်ပါတယ်နေရန်တောင်းတွေကိုဆေးတုပ်တဲ့အခါတခြားဘက်ကိုဆေးမပေးသွားဘူးအခါစကားကိုခံပြီးမှ delete နဲ့တုပ်ပေးပါအတော့မကုံပဲပုံနေတဲ့ဆေးတွေကိုဘလင်းထဲထည့်ပြီးပူပေါင်းတစ်လုံးနဲ့အလုံးပိတ်ထားလိုက်ပါဆေးတွေခြောက်မသွားအောင်ကာကွယ်ပေးနိုင်ပါတယ်ဆေးတုပ် brush ရဲ့လက်ငယ်မှာချိတ်လေးတစ်ခုတက်ထားပါဒါဆိုရင်ဆေးတုပ်နေရင်ခဏရက်နားခြင်းတဲ့အခါဆေးပုံမှာအလွယ်တကူချိတ်ထားနိုင်ပါတယ်တေဖူးဖြတ်တဲ့အခါဓားမလိုပဲလက်နဲ့ပဲအလွယ်တကူတိတိရိဖြတ်တောက်နည်းကိုလည်းဗီဒီယိုထဲမှာပြသပေးထားပါတယ်နောက်ထပ်အလန်းစား tips and tricks တွေအတွက် follow ထားခဲ့ဖို့မမေ့နဲ့နော် bye bye